လားစာအများကြီးတွေရနေတာမျိုးမြင်ပြီးတော့ဘောလုံးသမားလှုပ်ချင်တယ်ဆိုတဲ့စိတ်မျိုးမဖြစ်ဖို့လိုပါတယ်ဘောလုံးအားကစားနည်းကိုလူတော်တော်များများစိတ်ဝင်စားကြတယ်အဲဒါကြောင့်ဘောလုံးနဲ့ပတ်သက်လာရင်ယောက်ျားလေးတော်တော်များများကဘောလုံးသမားတွေဖြစ်ချင်ကြတယ်ဒီဗီဒီယိုကိုအသက်15ကနေ20အတွင်းဒါမှမဟုတ်20 21ဒီလိုမျိုးဝန်းကျင်မှာရှိနေတဲ့ညီလေးတွေကြည့်နေရဆိုရင်လေစုံအောင်လို့ကြည့်ဖို့ပြောချင်ပါတယ်ဘာလို့လဲဆိုတော့ဒီအသက်အရွယ်ထဲမှာရှိနေတဲ့ညီလေးတော်တော်များများလာမေးနေကြတဲ့မေကွန်းတွေကိုဖြည့်ပေးမှာမို့လို့ပါပထမမေကွန်းကဘာလဲဆိုတော့ဘောလုံးသမားတယောက်ဘယ်လိုဖြစ်အောင်လုပ်ရမလဲတဲ့ဒုတိယတစ်ခုကဒီဘောလုံး career နဲ့ပဲဘဝကိုရက်တည်လို့ရလားဆိုပြီးတော့လာမေးထားတာပေါ့နော်ပထမမေကွန်းဖြစ်တဲ့ဘောလုံးသမားတယောက်ဖြစ်အောင်ဘယ်လိုလုပ်လို့ရလဲဆိုတော့ကိုကဘောလုံးနဲ့ပတ်သက်တဲ့ knowledge ဘာမှမရှိဘူးဘောလုံးကန်ကျင်တာပဲသိရဆိုရင်အခုနောက်ပိုင်းအပြင်မှာလည်းဘောလုံးသင်တန်းတွေဖွင့်ကြတယ်ဒီလိုမျိုးဘောလုံးသင်တန်းတွေမှာတွားပြီးတော့ဘောလုံးနဲ့ပတ်သက်တဲ့အခြေခံနည်းစနစ်တွေကိုသင်ကြားလို့ရတယ်အဲ့လိုမျိုးမှတွားရောက်ပြီးတော့သင်ကြားလို့မရဘူးဆိုရင်လည်းအခုကိုယ့်စီမှာဖုန်းရှိတယ်ဆိုဖုန်းကနေပြီးတော့ပဲ social platform တွေကနေတစ်ဆင့်သင်လို့ရတယ်အမျက်လုံးနဲ့အမြင်ပေါ့နော်အမြင်နဲ့ပဲကြည့်ပြီးတော့ဘယ်လိုလုပ်ရတယ်ဆိုတာကိုသင်လို့ရတယ်ဒါကတော့ဒီဘောလုံးနဲ့ပတ်သက်တဲ့အခြေခံ skill တွေကိုပေါ့နော်ဘယ်လိုသင်လို့ရတယ်ဆိုတာကိုပြောပြတာဘောလုံးသမားတယောက်ဖြစ်ချင်လို့ဘောလုံးသမားတယောက်လုပ်တော့မယ်ဆိုရင်တော့ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာကိုပြင်ဆင်ထားဖို့လိုပါတယ်ရုပ်ပိုင်းဆိုင်ရာမှာဆိုရင်တော့ကိုကအနည်းဆုံး9ပေအထက်ရှိတဲ့အရွယ်မျိုးဖြစ်ရမယ်ပြီးတော့ခန္ဓာကိုယ်ကလည်းကျန်းမာတန်ဆွမ်းတဲ့ခန္ဓာကိုယ်မျိုးဖြစ်နေမှဒီကစားနည်းကိုကစားလို့ရမှာပေါ့နော်ဒါကတော့အထူးတလဲရှင်းပြနေဖို့တော့မလိုပါဘူးသိအောင်လို့ထပ်ပြောတာပါစိတ်ပိုင်းဆိုင်ရာအနေနဲ့ဆိုရင်တော့အများကြီးပြင်ဆင်ထားဖို့လိုပါတယ်ဘာလို့လဲဆိုတော့ဒီကစားနည်းကပင်ပန်းတဲ့ကစားနည်းလည်းဖြစ်သလိုအများနဲ့ပူပေါင်းပြီးကစားရတဲ့အတွက်တကူကောင်းဆန်တဲ့ဆိုတဲ့လူမျိုးတွေဆိုရင်တော့ဒီကစားနည်းမှာအံဝင်မှုတိတ်မလွယ်ပါဘူးတစ်ဆက်တည်းအနေနဲ့ဒီလိုမျိုးပရိုအသင်းတွေမှာတွားပြီးတော့အရွေးခံတဲ့အခါမှာအရွေးခံရလို့အဲ့အသင်းတွေမှာတွားနေရမယ်ဆိုရင်ကိုမျိုးကိုနယ်မှာမဟုတ်တဲ့အတွက်မိဝေးဖာဝေးတွားနေရတဲ့အခါတွေလည်းရှိတယ်ဒီလိုမျိုးအိမ်လွမ်းတဲ့ဒဏ်ကိုလည်းခံနိုင်ရမယ်ပြီးတော့အများနဲ့အတူတူမတူညီတဲ့ဒေတာလာတဲ့သူတွေအတူတူစုပြီးနေရတဲ့အတွက်အများနဲ့ပေါင်းသင်းဆက်ဆံရေးကောင်းဖို့လည်းလိုတယ်ဒီလိုမျိုးစိတ်ဓာတ်တွေကိုလည်းပြင်ဆင်ထားရပါမယ်ကိုယ့်ရဲ့ဘောလုံး skill ပေါ်မူတည်ပြီးတော့ကိုကအသင်းမှာ line up ရတာတွေမရတာတွေနီးပြရဲ့အကြိုက်ပုံမူတည်ပြီးတော့ကစားရတာတွေမကစားရတာတွေဒီလိုမျိုးအနေထားတွေလည်းအများကြီးဖြစ်လာနိုင်ပါတယ်အဲ့ဒီခါမှာလည်းကိုယ့်ရဲ့စိတ်ကိုအကောင်းဆုံးပြင်ဆင်ထားဖို့လိုပါတယ်ဒီတစ်ခုကတော့အရေးကြီးပါတယ်အဲ့ဒါကတော့အဆက်အသွယ်ပါကိုကဘယ်အသင်းတွေမှာဘောလုံးလူယူနေတယ်ဆိုတဲ့အကြောင်းကိုတော့အမြဲတမ်းနားဆွင့်နေဖို့လိုပါတယ်ဒါမှမဟုတ်လေဒီအသင်းတွေမှာကန်နေတဲ့ကစားသမားတွေအသည့်ဝန်ထမ်းတွေရှိတယ်ဆိုရင်လည်းသူတို့ကတစ်ဆင့်ဘယ်အချိန်မှာလူယူပွဲတွေလုပ်လို့ရှိတယ်ဆိုတာကိုလည်းမေးမြန်းထားပြီးတော့လူယူပွဲရှိတဲ့အခါမှာတွားရောက်ပြီးတော့စမ်းသပ်အရွေးခံရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့မိဘရဲ့ထောက်ပံ့ပေးမှုပါမိဘရဲ့ထောက်ပံ့ပေးမှုကရုပ်တရက်ကြည့်ရင်ဘောလုံးကစားတာပဲမိဘအထောက်ပံ့မပေးဘူးဆိုလေကိုယ့်ရဲ့ဝါသနာကိုရှေ့တန်းတင်လို့ရတယ်ဆိုပေမဲ့မိဘအပြည့်အဝအထောက်ပံ့ပေးနိုင်တဲ့သူနဲ့မပေးနိုင်တဲ့သူကအများကြီးကွာပါတယ်ဒါကြောင့်ကိုယ့်အခြေအနေကမိဘအထောက်ပံ့ပေးနိုင်တယ်ဆိုရင်တော့ပိုကောင်းပါတယ်ဒါဆိုတစ်ဆက်တည်းအနေနဲ့ဒုတိယမေးခွန်းဖြစ်တဲ့ career တစ်ခုအနေနဲ့ရောရွေးချယ်သင့်လားရက်တည်သင့်လားဆိုတာကိုဖြေပါမယ်ဒီအသက်အပိုင်းခြားမှာရှိတဲ့သူတွေအတွက်ဒီရွေးချယ်မှုကအရန်ကိုအရေးကြီးပါတယ်ဘာလို့လဲဆိုတော့ဘောလုံးသမားတယောက်ဖြစ်နိုင်မဖြစ်နိုင်တော်တော်များများကိုယ့်ရည်ချင်းကိုသိကြပါတယ်ကိုကဝါသနာရှင်အဆင့်လောက်ပဲကျွမ်းကျင်တာလားဒါမှမဟုတ်လေသူများထက်တာလွန်ပြီးတော့ pro player တယောက်ထူးချွန်တဲ့ကစားသမားတယောက်ဖြစ်နိုင်တယ်ဆိုတာမျိုးကိုခွဲခြားနိုင်ဖို့လိုပါတယ်မြန်မာနိုင်ငံမှာဘောလုံးကို career တစ်ခုအနေနဲ့ရွေးချယ်တော့မယ်ဆိုရင်တော့ကိုမြန်မာနိုင်ငံရဲ့ဘောလုံးအဆင့်အနေအထားကိုလည်းတစ်ချက်ကြည့်ဖို့လိုပါတယ်ဘာလို့လဲဆိုတော့လက်ရှိမှာကမ္ဘာအဆင့်သတ်မှတ်ချက်က100ကျော်မှရှိတာပါဒါကြောင့်မို့လို့လက်ရှိကိုကြည့်နေတဲ့ကမ္ဘာကျော်လိတွေမှာကစားသမားတွေကလားစာအများကြီးတွေရနေတာမျိုးမြင်ပြီးတော့ဘောလုံးသမားလှုပ်ချင်တယ်ဆိုတဲ့စိတ်မျိုးမဖြစ်ဖို့လိုပါတယ်လက်ရှိမြမလက်ယူစင်တွေတောင်မှရနေတဲ့လားစာက10ကနန်းဝန်းကျင်နေဖြစ်ပါတယ်ဒါကြောင့်မို့လို့ဘောလုံးကတော့ငါတို့ရဲ့အိမ်မက်ကြီးပါဘောလုံးတာငါတို့ရဲ့အရာပါဆိုပြီးတော့ဒီလောကတွေကိုခြေစုံပြည့်ဝင်ကျင်နေဆိုရင်ဒီအချက်လေးကိုတစ်ချက်သတိထားဖို့လိုပါတယ်အသက်18ဒီလိုမျိုးအရွယ်တွေဆိုတာတိတ်ကိုအရေးကြီးတဲ့အရွယ်တွေပါဘာလို့လဲဆိုတော့အသက်မွေးဝမ်းကြောင်းပညာတစ်ခုဖြစ်ဖြစ်နောက်ထပ်ဘဝမှာအရေးကြီးတဲ့အရာတွေကိုသင်ကြားလို့အကောင်းတဲ့အရွယ်တွေဖြစ်တဲ့အတွက်ဒီအားကစားကိုခြေစုံပြစ်ပြီးတော့ဝင်မယ်ဆိုရင်လေ
ကိုယ့်ရဲ့မိဘတွေနဲ့တေချာတိုင်ပင်ပြီးတော့မှဒီလိုမျိုးဆုံးဖြတ်ချက်တွေကိုချစေချင်ပါတယ်ဒီလိုပြောလို့စိတ်တကြအောင်ပြောနေရလည်းမဟုတ်ပါဘူးအရှိကိုအရှိတိုင်းပဲပြောပြတာပါအဲ့ဒါကိုပဲကိုယ့်ဘာကိုယ့်ရဲ့ဉာဏ်ရှိသလိုဆုံးဖြတ်လို့ရပါတယ်ဝါသနာရကံမယ်ဆိုရင်တော့ဘောလုံးကစားတယ်ဆိုတာကိုယ့်ကျမ်းမာရေးအတွက်လည်းကောင်းပြီးတော့ဘောလုံးကြောင့်ပဲအပေါင်းအသင်းတွေအများကြီးရမှာဖြစ်သလိုအသင်းအဖွဲ့နဲ့လှုပ်ဆောင်တတ်တဲ့စိတ်ဓာတ်တွေအနိုင်ရှုံး feeling တွေဘောလုံးကစားရင်လည်းကိုယ့်ရဲ့ပျော်ရွှင်စရာအားလျက်တွေကိုလည်းဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ဒီဗီဒီယိုမှာအဓိကပြောချင်တာကကိုကဘောလုံးအရန်ယူသွပြီးတော့ဘောလုံးသမားလှုပ်ချင်နေဆိုရင်ကိုယ့်ရဲ့မိဘဘယ်လောက်ထိထောက်ပံ့နိုင်လဲပြီးတော့ကိုယ့်စီမှာဘောလုံးကလပ်အသင်းတွေကိုတွားကန်နိုင်လောက်တဲ့အဆက်အသွယ်တွေရှိလားပြီးတော့ကိုယ်တိုင်ရအောင်ဘောလုံးတကယ်ချစ်လားဒီလိုမျိုးຢာတွေအကုန်လုံးကိုစဉ်းစားရမှာဖြစ်ပါတယ်။ဒါဆိုရင်ဒီမိကုန်းနှစ်ခုလုံးကိုခြုံငုံပြီးတော့ဖြည့်ပေးလိုက်တဲ့အတွက်မေးထားတဲ့သူတွေလည်းနားလည်သွားကြမယ်လို့မျှော်လင့်ပါတယ်